အပိုးရပွဲကို TV ကနေကြည့်နေတဲ့လူကတော့အနောက်ဂျပန်ရဲ့လူသစ်ပြင်ချန်ပီယံတာကဲရှိဆန်တိုပဲဖြစ်ပါတယ်။ဆန်တိုကအရှေ့တိုင်းဂျပန်လူသစ်ပြင်ဖြစ်တဲ့တုတ်ကြီးနဲ့အော့ဂျပန်နိုင်ငံအဆင့်ပွဲမှာရှယ်ထိုးကြည့်နေပေမဲ့လည်းအပိုးကမာရှီဘာရဲ့တထောင်စစ်ကိုရှယ်တီးတာတော့ပွဲတွေမထိုးပဲအနားယူရမှာပဲဖြစ်ပါတယ်။အပိုးကိုပြန်ပွဲထိုးအောင်တိုက်တွန်းမှုဂျင်းကိုရောက်လာခဲ့ပါတယ်။ဆန်တိုကတော့အပိုးကိုတွေ့တော့မင်းကိုတွေ့ချင်နေတာကြာပြီဘာညာနဲ့ပြောပေမဲ့အပိုးကတော့ဘာတူလဲဆိုတာမသိခဲ့တာကြောင့်ဆန်တိုလည်းဖီးကျဲသွားကအနောက်တိုင်းလူသစ်ပြင်ဖြစ်ကြောင်းပြန်ရှင်းပြခဲ့ရပါတယ်။အဲ့ခါကျမှနာနီဝါရော်ဂီဆိုတာမင်းလားဆိုပြီးအာအိုခီရိုခီမူရာတို့ကလည်းတည်သွားခဲ့ပါတယ်။ဆန်တိုရဲ့နမီပြောင်ရော်ဂီကရော်ဂီဘဲဘိုဝါအမိပြုပြီးပေးရတာမဟုတ်ပဲရှုံးပွဲမရှိ heavyweight champion ဟောင်းရော်ဂီမာစီယာနိုကိုအမိပြုထားတာပဲဖြစ်ပါတယ်။ဆန်တိုကတော့ဂျပန်အနောက်မှာပြင်းပြကောင်းတဲ့ကောင်တွေနဲ့ပဲထိုးခဲ့ရတာမို့ငါမှမင်းကိုထိုးချင်လို့စမတ်ကိုလေ့ကျင့်ထားရတာမို့ပွဲဝင်ထိုးပါကွာဆိုပြီးအပို့ကိုပြောနေခဲ့ပါတယ်။စမတ်ဆိုတာကတော့၄ပုံ၃ပုံဆောင်းထိုးတဲ့ပင့်လန်တီးပဲဖြစ်ပါတယ်။အပို့ကတော့ထိုးချင်ပေမဲ့လည်းညာလက်ကို၃မြတ်ဖြစ်နေခဲ့တာကြောင့်ဆန်တိုကိုအားနာနာနဲ့ပဲညှင်းပြီးရော့ဝအပြေးလေးကျင်းရမယ့်ချိန်ဖြစ်တာကြောင့်အပိုးကအပြေးသွားကျင်းမှုတွေလုပ်ခဲ့ပါတယ်။ဆန်တိုကလည်းသူလည်းပုံမှန်ဒီချိန်ဆိုအပြေးလေးကျင်းရမယ့်ချိန်ဖြစ်တာကြောင့်အပိုးနဲ့အတူလိုက်ပြေးခဲ့ပါတယ်။အပိုးကရော့ဝပြေးပြီးတော့ဆန်တိုကိုဘာလို့လက်ဝဲစားထိုးခဲ့တာလဲဆိုပြီးတော့မေးခဲ့ပါတယ်။ဆန်တိုကအရင်ကတကောက်မလာလိုပဲလမ်းပြီးမှညှိနေကြဘဲလူတွေဖြစ်ပြီးလက်ဝဲမှာလည်းတန်မာတဲ့ကောင်တွေရှိတယ်လို့ကြားလို့တန်မာတဲ့ကောင်တွေကိုအနာယူခြင်းလို့ဝင်ခဲ့တာပဲဖြစ်ပါတယ်။အပိုးကလည်းစကားတွေပြောပြီးတော့ဆန်တိုလည်းအပိုးတို့ချင်းမှာရေဝင်ချိုးခဲ့ပါတယ်။အဲ့လိုရေချိုးနေတဲ့ချိန်တကောက်မလာဂျီုံရောက်လာပြီးရရောက်ချင်းအပိုနဲ့ခီမူရာတို့ကိုပဲတွေ့တာကြောင့်အာအိုခီချိုးနေတာပဲဆိုပြီးရေချိုးကန်းနဲ့ဝင်ပြီးနောက်ကနေငဲပါကိုဖန်ဆုပ်လိုက်တဲ့ချိန်မှာတော့အာအိုခီဆိုင်မဟုတ်ပဲနှမောင်းကြီးဖြစ်နေကြတော့တကောက်မလာလည်းလန်သွားခဲ့ပါတယ်။သူဖန်ဆုပ်လိုက်တဲ့သူကတော့ဆန်တိုဖြစ်နေတာပဲဖြစ်ပါတယ်။တကောက်မလာလည်းလန့်ပြီးမင်းကလူတစ်လားလူတစ်ဆိုငါ့ကိုနှုတ်ဆက်ရမယ်လေနားမလည်ဘူးလားဆိုပြီးပြောနေပေမဲ့ဆန်တိုကတော့တကောက်မလာကိုငဲပါသေးတယ်ဆိုပြီးအထားနဲ့ကြည့်နေတော့ငါကောင်ကတေးပေမဲ့အချွဲဆွမ်းပူချီးတယ်ကွာဆိုပြီးဖင်ပြောင်နေနဲ့ရန်ဖြစ်ကြပါတယ်။ရေချိုးပြီးတော့ဆန်တိုလည်းပြန်ဖို့လုပ်ပေမဲ့ပတ်ဆိုင်အသွားလက်မဲ့နဲ့နေကုန်သွားပြီဖြစ်တာကြောင့်တညတော့ဂျင်မာပဲအိတ်ခဲ့ပါတယ်။တာကဲရှိဆန်တိုဟာအပို့လို6ပွဲထိုး6ပွဲနိုင်6ပွဲ KO ပဲဖြစ်ပြီးအပိုနဲ့ထိုးပုံတူကိုလုံးကိုပေါတူအတုတ်တူတဲ့ဘောက်စာပဲဖြစ်ပါတယ်။နောက်နေ့ရောက်တော့ဆန်တိုကခေါမောင်ကောင်ဂျင်မာပဲတဲအိတ်ကိုထိုးနေခဲ့ပြီးခေါမောင်ကောင်ကဂျင်ရောက်လာတော့ဆန်တိုအလားလာရှိတဲ့လူသစ်ဆိုပြီးအမားတွေတော့ပြင်ပြီးနေလို့တကောက်မရာရန်သူကိုဘာလဲတင်မနေတာလဲဆိုပြီးတားလိုက်တော့မှအနောက်လူသစ်ပြင်ချန်ပီယံဆန်တိုမန်တည်သွားပြီးအပိုကပြန်လို့မရကြအောင်ထပ်ပြောကပြန်ဖို့လမ်းချိတ်ပေးခဲ့ပါတယ်။ပြန်ဖို့လမ်းချိတ်ပေးပြီးတကောက်မရာအတွက်နောက်ပွဲထုံးမဲ့ပြန်ပွဲကိုထိုင်းမှာတော့ရှာဖို့ပြန်ထွက်သွားခဲ့ပါတယ်။တကောက်မရာလည်းအဲ့တဲ့တင်းကိုကြားပြီး Spanish match လေးထိုးအောင်ဆိုပြီးကီဝနာနဲ့အာအိုခီတို့ကိုခေါ်နေပေမဲ့ကီဝနာနဲ့အာအိုခီတို့ကတကောက်မရာရဲ့လက်ဆောက်အောင်တိတာကြောင့်မထိုးဘူးညင်းနေကြပါတယ်။အဲ့လိုညင်းနေတဲ့အချိန်မှာဆန်တိုကမီဒယ်ဝိတ်ချန်ပီယံတကောက်မရာစီကနေပညာရလိုချင်တာကြောင့် Sparring partner အဖြစ်ရောင်းဝင်ကူညီခဲ့ပါတယ်။တကောက်မရာလည်းဆန်တိုကူညီရကျိုးနဲ့အောင် Chris Crock, Brockway တွေနဲ့ပညာဆောင်တင်ပေးနေပေမဲ့ဆန်တိုကတော့အတီထိုးနေတာဖြစ်ပြီးတကောက်မူရာကိုတစ်ချက်မှမထိသေးတာကြောင့်အရင်ကလူမိုက်ဖြစ်တဲ့ဆန်တိုဟာစိတ်တူပြီးတထောင်နဲ့တကောက်မူရာနှာခေါင်းဖြစ်တတ်လိုက်တာတကောက်မူရာနှာခေါင်းလည်းတွေးထွက်လာခဲ့ပါတယ်။တကောက်မူရာလည်းမတော်တဆလို့ထင်လို့တထောင်စစ်ကိုတတိတာဟိတ်ကောင်လို့ပြောပေမဲ့ဆန်တိုကတော့တင်မင်လောက်တာလို့ပြောတာကြောင့်တကောက်မူရာလည်းစိတ်တူပြီးဖင်ဆုံးအောင်ထိုးပေးလိုက်တာဆန်တိုလည်းနေကောင်းပြီးတတိလက်သွားခဲ့ပါတယ်။ဆန်တိုလည်းတကောက်မူရာနဲ့ထိုးပြီးကို့မာရီကိုဂျင်ရောက်ရင်ပြန်ပြရမယ်ဆိုပြီးတွေးကတရားနဲ့အိမ်ပြန်သွားခဲ့ပါတယ်။